Hello အားလုံးပဲမင်္ဂလာပါဒီနေ့လဲ10နိုင်ခွဲကြောရှိခဲ့ပါပြီအခုမှပဲကျွန်တော်English practice ပေါ့နော် English practice English shadowing practice လုပ်ပြီးတာပဲဖြစ်ပါတယ်နေ့ပြန်ဆိုရင်ကျွန်တော်လာရှိုးတွားဆရာလည်းရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်လတိုင်းလို့ကျွန်တော်အမေကိုကျွန်တော်ဒီတွားစီခန်းတွားပြရတယ်ပေါ့နော်သွားစိတ်ကန်းတွားပြရတယ်ကျွန်တော်လည်းတွားအဲ့လိုကြီးမကောင်းဘူးเนาะကျွန်တော်ကြတော့ဒီမျက်စိကြတော့ကျွန်တော်ကြတော့ဒီမျက်မှမတက်ရဘူးကျွန်တော်မျိုးထဲမှာဒီမျက်စိမျက်မှတက်တာတော့မရှိဘူးเนาะလုံးဝမရှိတာတော့မဟုတ်ပါဘူးမျက်စိတော့ကောင်းတယ်ဒါပေမဲ့တွားကကျွန်တော်ကြတော့မကောင်းပါเนาะတွားကမကောင်းဘူးအဲ့တော့ဒီနေ့ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်ဆိုင်အကြောင်းကိုနည်းနည်းကျွန်တော်ပြောပြပါမယ်တချို့ဆိုရင်လည်းဆိုင်ဖွင့်ခြင်းတယ်ပေါ့နော်ဆိုင်ဖွင့်ခြင်းတယ်ဘယ်ကနေစဖွင့်ရမှမသိဘူးပေါ့နော်အဓိကအဖြစ်ကဒီနိုင်ငံခြားမှာအလုပ်တွေတွားလုပ်တဲ့လူငယ်တွေကိုကျွန်တော်အဓိကထားပြီးမှကျွန်တော်ပြောချင်ပါတယ်အိမ်ကိုကျွန်တော်ပတ်စံပို့တယ်အိမ်ကလည်းအဲ့လိုမျိုးပေါ့နော်တချို့အိမ်တွေဆိုရင်တချို့မိသားစုတွေဆိုရင်ဒီသူတို့တာသမီတွေပို့ခဲ့တဲ့အမျိုးပတ်စံတွေကိုသူတို့မတုံးရမဆွဲရနဲ့သူတို့စုပေးတယ်ပေါ့နော်သူတို့စုထားတဲ့ငွေကဒီအတိုင်းတာတစ်ခုလောက်ရှိပြီဆိုရင်နိုင်ငံခြားမှာအလုပ်ထွက်လုပ်နေတဲ့သူတို့တာသမီကိုလည်းပြန်လာတယ်ပေါ့နော်ပြန်လာတော့တိတ်မကြပါဘူးဒီကျွန်တော်မြန်မာနိုင်ငံမှာဘာအလုပ်ရမလဲဆိုတာမသိဘဲနဲ့ဆိုင်ပဲဖွင့်ရမှာလားစီးပွားရေးတစ်ခုလုပ်မှာလားပေါ့နော်တကယ်လို့လုပ်ရင်လည်းကိုစုထားတဲ့ပတ်စံလေးပါတော့မှာဆိုပြီးမှအမျိုးပေါ့နော်မလုတ်တက်မကင်တတ်နဲ့နောက်ဆုံးကျတော့ဒီနိုင်ငံခြားပဲပြန်တွားပြီးမှအလုပ်တွားလုပ်ရတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်အတိုင်းဝိုင်းထဲမှာလည်းအများကြီးရှိပါတယ်အမှန်ကကျွန်တော်မြန်မာနိုင်ငံကအခွင့်အလမ်းတွေပိုများတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးစကားပြောလာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကသူများလို့မတိုးတက်တာဖြစ်တဲ့အတွက်အခွင့်အလမ်းတွေကအများကြီးကျန်နေတယ်ပေါ့နော်တကယ်လို့တိုးတက်တဲ့နိုင်ငံတွေဆိုရင်အမျိုးအခွင့်အလမ်းတွေကတော်တော်နဲ့ကိုရှာယူရတယ်ပေါ့နော်ဒီတဘောကဗျာကျွန်တော်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်လည်းဆိုင်တွေအများကြီးရှိနေပြီပေါ့နော်ကိုဖွင့်နိုင်တဲ့အချိန်ကျရင်ဆိုင်တွေလည်းအများကြီးရှိနေပြီအဲ့လိုမျိုးပုံစံပေါ့နော်ဒီလိုမျိုးယူတရားတို့တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်လည်းဆိုင်တွေအများများနေပြီအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးမဟုတ်ဘူးအခုမှပဲဒီမတိုးတက်ဘူးပေါ့နော်အခုတည်းဒီမတိုးတက်တာဖြစ်တဲ့အတွက်လုတ်တက်ဖို့လိုပါတယ်ကိုလုတ်တက်ကန်တက်တယ်ဆိုရင်ဒီလုတ်ဆရာတွေအများကြီးရှိပါတယ်